က်ပြောတာမှန်တယ်လူတယောက်ချင်းစီကိုထမင်းဘူးတွေရောက်ပို့ပေးနေတာပြီးတော့တွန်ကိုယုံကြည်လို့စာချုပ်လည်းမချုပ်ခဲ့ဘူးဒါပေမဲ့လမ်းတစ်ဖက်ချမ်းကိုကြည့်ပြီးမရေပဲမနေနိုင်ခဲ့ဘူးအဲ့ဒီကပွဲတင်တန်းကျောင်းကငါမိမဖွင့်ထားတာလေသူတို့ကထမင်းစားကန်းဆောက်ထားပေမဲ့မပြီးသေးတော့ကျောင်းသားတွေကသူတို့ဘာသာသူတို့နေလေစာစီစဉ်နေရတယ်တချို့ကျောင်းသားတွေကအိမ်ကနေထမင်းချယူလာပြီးကျန်တဲ့သူတွေကတော့တွန်စီကနေရဲ့အမြန်ဝယ်စားကြတာပေါ့ဒါပေမဲ့မနေ့ကငါမိမပြောတာကနောက်တစ်ပတ်ဆိုရင်ထမင်းစားကန်းကဖွင့်တော့မယ်တဲ့အဲ့ဒါကိုတွေးမိပြီးတပြင်းချလိုက်တယ်ကောင်းပြီလေတွန်ခင်ဗျားကဒီလုပ်ကိုမလုပ်ချင်တော့ဘူးဆိုရင်လည်းနောက်ဆိုရင်ငါတို့ချားနေရမှာပဲဝယ်စားတော့မယ်လို့ပြောလိုက်တယ်အန်နာအဲ့ဒါကိုကြားတော့ငါ့ကိုပြန်ဆွဲထားဖို့ပြေးလာတယ်လေသူကတော့ပိုက်ဆံလေးနည်းနည်းရဖို့အတွက်လက်မလွတ်နိုင်သေးဘူးဒါပေမဲ့တွန်ကသူ့ကိုអော်လိုက်တယ်ဒီမိမမိုက်လိုက်တာဒီကလေးပြောတာကိုနားမယောင်စမ်းနဲ့ဒီပတ်ဝန်းကျင်မှာငါတို့တူးတဲ့ပဲထမင်းဘူးရောင်းတာနားကဆိုင်တွေမှာဆိုရင်ခောက်ဆွဲပြုတ်တပွဲကိုတောင်$18ပေးရတာသူတို့တွေအဲ့ဒါကိုတက်နိုင်မယ်ထင်လို့လားသူတို့ဘာသာသူတို့ပဲယူလာရလိမ့်မယ်အဲ့လိုလုပ်ရတာပင်ပန်းလာရင်ငါစီကိုပဲပြန်လာတောင်းပန်ရမှာပဲတပူးကို$6မဟုတ်တော့ဘူးအနည်းဆုံး$18ဖြစ်သွားပြီတဲ့သူ့ရဲ့အောက်ခြေလွတ်နေတဲ့ပုံစံကိုကြည့်ပြီးငါတကယ်စိတ်ပြတ်မိတယ်ဒါနဲ့ကျန်တဲ့အလုပ်သမားတွေကိုခေါ်ပြီးထွက်သွားဖို့ပြင်လိုက်တယ်ထွက်မသွားနဲ့ဦးခင်ဗျားလှုပ်လိုက်လို့အလုပ်သမားတွေအကုန်ထွက်သွားပြီးကျွန်တော်ကခင်ဗျားတို့အတွက်ထမင်းဘူးတွေအများကြီးပြင်ထားပြီးအကုန်လုံးကိုဝယ်သွားရမယ်လို့တွန်ကတားတယ်ငါတို့ကဘာလို့ဝယ်ရမှာလဲမစားတော့ဘူးလို့ပြောပြီးပြီလေငါကအစားအသောက်တွေအကုန်ပြင်ပြီးပိုက်ဆံကုန်ထားတာတွန်ခင်ဗျားဒါကလုံလုံးနေပြီးခင်ဗျားပဲပြောတယ်လေငါတို့ကြားမှာစားချုပ်မရှိဘူးဆိုတာပြီးတော့ခင်ဗျားပဲငါတို့နဲ့အလုံးမလုပ်ချင်တော့ဘူးလို့အရင်ပြောတာလေအခုမှဘာလို့အတင်းရောက်နေရတာလဲငါကမင်းနဲ့အလုံးမလုပ်တော့ဘူးလို့ပြောတာမနှက်ဖြန်ကစားပြီးပြောတာလေဒီနေ့အတွက်ကတော့အကုန်ပြင်ပြီးသားကြီးကိုမင်းကကြိုလဲမပြောဘူးဒီထမင်းဘူးတွေကိုငါကဘာလုပ်ရမှာလဲကောင်းပြီလေဒါဆိုဘယ်နှစ်ဘူးကြံသေးလဲရေတွက်လိုက်မိုက်ကတော့ကြက်ဒီလိုလူမျိုးကိုမျက်နှာတာပေးမနေနဲ့သူကငါတို့ကိုတမင်နှိပ်စက်နေတာလို့ပြောတယ်မိုက်ပြောတာမှန်တယ်ပြီးခဲ့တဲ့3နှစ်အတွင်းမှာတွန်ကအများကြီးချမ်းသာသွားခဲ့ပြီးပိုက်ဆံလေးနည်းနည်းတွက်နဲ့ကြောက်ရွံ့တတ်တဲ့အရင်ကတွန်မဟုတ်တော့ဘူးအခုဆိုရင်သူကအိမ်တစ်ကြီးနဲ့ကားတစ်စီးတောင်ဝယ်ထားနိုင်ပြီးသူရောအနာရောကအရင်ထက်စရင်ဝါလာကြပြီးအတန်တွေကလည်းပိုကျလာကြတယ်ဘယ်သူမှသူ့ကိုမနှိပ်စက်တော့တဲ့အခါကျတော့သူကိုယ်တိုင်ကတခြားလူတွေကိုပြန်နှိပ်စက်လာတယ်ငါကမိုက်ကိုဘာမှဆက်မပြောဖို့လက်ဟန်ပြလိုက်တဲ့တွန်ကတော့အာနာမူပြီးဂုံယူရဲ့အပြုံးနဲ့ထမင်းဘူးတွေကိုရေတွက်နေရဲ့တချို့လုံသမားတွေစားပြီးသားမို့60နှစ်ဘူးကျန်တဲ့တဘူးကို$13နဲ့ဆိုရင်$806ကျတယ်ငါကချက်ချင်းပဲ$800လွှဲပေးလိုက်ပြီးအကျွေကိုတော့ထားလိုက်တော့လို့ပြောလိုက်တယ်ဘာလို့ထားခဲ့ရမှာလဲခင်ဗျားတို့3နှစ်လုံးစားခဲ့တဲ့နယူတီဆော့စ်ပိုးက$6ထက်တောင်ပိုတန်မိုးရှိသေးတယ်တပြားမှမလျှော့နိုင်ဘူးဒီလိုလူမျိုးတွေကိုသင်ခန်းစာပေးရမယ်ဒါမှတခြားလူတွေစီကနေအခွင့်အရေးမယူတော့မှငါတို့ကကောင်းမှုလုပ်နေတာလေတဲ့သူ့ရဲ့အမားမှန်ကိုမခွဲခြားနိုင်တဲ့ပုံစံကိုကြည့်ပြီးငါလည်းအငင်းမပွားချင်တော့ဘူးအလုပ်သမားတွေနဲ့အတူထမင်းဘူးတွေကိုတည်သွားလိုက်တယ်အဲ့ဒီအချိန်မှာပဲလမ်းတစ်ဖက်ကကပွဲတင်တန်းကျောင်းကကျောင်းသားတွေအများကြီးထွက်လာကြတယ်သူတို့ကနေ့လယ်စာလာယူကြတဲ့အတန်းကောင်းဆောင်တွေလေတယောက်ကို10ဘူးလောက်တည်ထားကြတယ်တွန်းကသူတို့ကိုပြုံးပြုံးရှင်ရှင်နဲ့နှုတ်ဆက်လိုက်တယ်မကြခင်မှာပဲထမင်းဘူးပေါင်း400ကြော်ရောင်းလိုက်ရတယ်လေထမင်းဘူးတွေကုန်ခါနီးတော့တွန်းကဖုံးထုတ်ပြီးဗီဒီယိုရိုက်ကတော်တော်ပေါ်တင်လိုက်တယ်တွန်းရဲ့$6တန်ထမင်းဘူးတွေကအများကြီးပဲလေဒီနေ့အတွက်တော့ကုန်သွားပြီမို့လာမဝယ်ကြနဲ့တော့ဦးတဲ့ငါလည်းထမင်းဘူးတွေကိုအလုံးယုံနဲ့တည်သွားပြီးမစားရသေးတဲ့လူတွေကိုလာစားဖို့မိုက်ကိုခေါ်ခိုင်းလိုက်တယ်ဒီနေ့နေ့လယ်စာကငါလက်နော်စိတ်ကြိုက်စားကြဒီထမင်းဘူးက$6တန်နဲ့ဆိုတာမယုံနိုင်စရာပဲတွန်ကလူတွေကိုတမျိုးစီဆက်ဆံတာပဲအဲ့ဒီចောင်းသားတွေကိုမြင်တော့သူ့အပြုံးကအရန်ကိုတောက်ပန်နေတာအဲ့ဒါကသူတို့ကသူ့ကိုပိုက်ဆံအများကြီးရှာပေးနေလို့လေចောင်းသားတွေရဲ့ထမင်းဘူးထဲမှာဘာတွေပါလဲမင်းမမြင်လိုက်ဘူးလားထမင်းနဲ့ရဲ့မုံကြီးရဲ့အာလူနဲ့ပဲပါတာဝတ်သားနီချက်ဆိုတာအယိုးတော်မပါဘူးသူကတော့ဟူးကြော်နင်းနေပဲထည့်ပေးတာအဲ့ဒါကိုတောင်ចောင်းသားတွေကဝယ်စားနေကြတော့မဲလားဝယ်စားတာပေါ့သူတို့ကကပွဲចောင်းသားတွေဆိုတော့ကိုလေးချိန်ထင်းရတယ်လေဒီလောက်ဆိုသူတို့အတွက်လုံလောက်နေပြီမိုက်ကချက်ချင်းပဲနားလဲသွားပြီးအဲ့ဒီကလေးတွေအလိန်ခံနေရတာပဲလို့ပြောတယ်အကုန်လုံးကလည်းတွန်ကိုဝိုင်းစဲနေကြတယ်ငါကသူတို့ပြောတာကိုနားထောင်ပြီးမနှက်ဖြန်ကစားပြီးထမင်းဘူးတွေကိုယ်တိုင်ယူလာဖို့ view ချက်ထဲမှာစာပို့လိုက်တယ်နောက်တနေ့မနက်စောစောငါလောက်ယုံကို9နာရီမှရောက်ခဲ့တယ်ပြီးတော့ကွန်ပျူတာမှာစာတစ်စောင်ရေးလိုက်တယ်ဒီနေ့ကစားပြီးတွန်စီကမှမှာတော့ပဲလူစီတို့ရဲ့ကုမ္ပဏီတစ်နဲ့စာချုပ်ချုပ်လိုက်ပြီးအသား3မျိုးဟင်းရွက်2မျိုးနဲ့ထမင်းကိုစိတ်ကြိုက်စားနိုင်မယ်အကုန်လုံးလဲပျော်သွားကြပြီးဒါမှထမင်းဘူးလို့ခေါ်တာတဲ့